Hello ပတ်တူကနေပြီးတော့ကြိုဆိုပါတယ် so ပတ်ဝန်းမှာတော့က information graph ဆိုတာဘာလဲဆိုတာကိုရှင်းပြပြပါပြီ so information graph ဆိုတာဘယ်လို activity မျိုးလဲဘယ်အရာကို target ထားလဲ speaking activity မျိုးကိုဘယ်လိုမျိုးအကြောင်းအရာတွေကို target ထားပြီးတော့ပြုလုပ်ရလဲဆိုတာကိုရှင်းပြခဲ့ပြီးပါပြီ so ဒီမသိသေးလို့ရှိရင်ပတ်ဝန်းကိုကြည့်လို့ရပါတယ် so information graph ဆိုတာကဒီ communication activity တစ်ခုဖြစ်ပါတယ်သူရဲ့ target ကတော့ဒီ language ကိုအသုံးပြုနိုင်ဖို့ target ထားတာဖြစ်ပါတယ် speaking activity ဖြစ်ပါတယ်Number 1ကကြတော့ဒီမှာ extra information graph နဲ့အမျိုးအစားနည်းနည်းတူညီရဲ့အကြောင်းအရာ၃ခုကိုထပ်ပြီးတော့ share ဝင်ပေးပါမယ် interaction line သူကကြတော့ဒီအပြန်အလှန်တုံ့ပြန်ပြောဆိုတဲ့ပုံစံမျိုးလေးဖြစ်တယ်ပေါ့နော်ဒီ line ဖြစ်တဲ့အတွက်ကြောင့်မို့လို့တယောက်နဲ့တယောက်စီတန်းပြောဆိုတဲ့ပြောဆိုဆက်ဆံမှုတွေဖြစ်ပါတယ်။ Number 2ကကြောင့် I am looking for someone who am I ပေါ့နော်။ So ဒီ activity လေးကဒီစုံတယောက်ကိုရှာဖွေနေရလို့အဓိပ္ပာယ်ရတယ်။ဒါမှမဟုတ်ကိုကနေပြီးတော့ဘယ်သူလဲဆိုတာကိုကိုပြန်လေရှာဖွေတဲ့ activity မျိုးလေးလည်းဖြစ်ပါတယ်။ Number 3ကကြတော့ဒီ headband ခေါင်းဘက်ကိုအသုံးပြုပြီးတော့ရှာဖွေရတဲ့ activity လေးပဲဖြစ်ပါတယ်။ဒီ activity ၃ခုကကြတော့ဒီလက်ရှိအတန်းထဲမှာအသုံးပြုတာအများဆုံးဖြစ်တဲ့ activity လေးတွေကို extra အနေနဲ့ထည့်သွင်းပေးရတာဖြစ်ပါတယ်။ဆိုတော့ပထမဆုံးဒီ interaction line ဆိုတဲ့ activity လေးကိုဆက်ပြီးတော့ခြောက်ကြည့်ကြပါမယ်ရှင်းပြပါမယ် interaction line ဆိုအပြန်အလှန်သုံးပြန်ပြောဆိုရဲဒီစီတန်းမှုများလို့အဓိပ္ပာယ်ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာဆိုလို့ရှိရင်ဒီမှာ picture ထဲမှာပြထားတဲ့အရာလေးကိုပြန်လေးပြီးတော့ရှင်းပြပေးပါမယ်interaction line ရဲ့ရည်ရွယ်ချက်ကကြောင့်ဒီလူအများနဲ့ဒီအချိန်အတိုအတွင်းမှာအချက်အလက်များကိုထပ်တလဲလဲဖလှယ်ပြီးတော့ပြောဆိုကြတဲ့စကားပြောစက်ရေးတွတ်တက်စေဖို့အတွက်ရည်ရွယ်ပြီးတော့လုပ်တဲ့ activity လေးပဲဖြစ်ပါတယ်။သူကိုပြုလုပ်ဖို့ဆိုလို့ရှိရင်ဘယ်လို step by step အဆင့်အနေနဲ့ပြုလုပ်ပေးရမလဲဆိုလို့ရှိရင်ကျောင်းသားများကိုတဲ့တဦးနဲ့တဦးမျက်နှာချင်းဆိုင်စီတန်းပြီးတော့ရက်ခံရမှာဖြစ်တယ်ပေါ့နော်။ဆိုမျက်နှာချင်းဆိုင်ရှိနေတဲ့ကိုယ့်ရဲ့အဖော်နဲ့တတ်မှတ်ထားတဲ့အကြောင်းအရာကိုဥပမာ10မိနစ်ခန့်လောက်ပေါ့နော်သူတို့ကိုပြောဆိုခိုင်းမယ်။အကယ်၍ကိုကteacher ကဒီ leader အနေနဲ့ timer လုပ်ပေးရမှာပေါ့နော်ဆိုအကယ်၍ဒီအချိန်ပြည့်သွားပြီဆိုတာကဒီတန်းစီနေတဲ့အကြောင်းသားတွေကိုတယောက်တနေရာစီရွှေ့ခိုင်းပြီးတော့ဒီအဖို့အစ်စ်နဲ့ပေါ့နော်ထပ်မှန်ပြီးတော့စကားပြောဆိုစီပြီးတော့ဒီရလက်လမ်းဒီအောက်ခံအကြောင်းအရာတစ်ခုကိုဒီလူအမျိုးမျိုးနဲ့ထပ်ခါတလဲလဲပြောဆိုခြင်းအဖြစ်ဒီကျောင်းသားတွေရဲ့ဘာသာစကားအသုံးပြုမှုကပို့ပြီးတော့တွက်လက်လာမယ်လူတယောက်နဲ့တယောက်ရဲ့အမြင်မတူတဲ့အတွက်ကြောင့်မို့လို့လေတယောက်နဲ့တယောက်ဒီ communication လုပ်တဲ့နေရာပို့ပြီးတော့ fluency ချက်ချပြောနိုင်လာမယ်တယောက်ရဲ့သဘောတဘာဝနဲ့တခြားတယောက်သဘောတဘာဝကိုနှိုင်းယှဉ်တက်လာမယ်ဒီစတဲ့ဒီအကျိုးကျေးဇူးတွေရရှိမှာဖြစ်တယ်ပေါ့နော်ဒါကတော့ဒီ interaction line ရဲ့အသုံးပြုပုံနဲ့သူ့ရဲ့ရည်ရွယ်ချက်လေးပဲဖြစ်ပါတယ်